ဟုတ်ကဲ့ပါကျွန်တော်ချင်းမိတ်ဆွေကောင်းနိုင်ကြီးအားလုံးပဲကျွန်တော်မင်္ဂလာပါနော်အခုမြင်တွေ့နေရတာတော့ကျွန်တော်တို့ Global 0.5 ပါကာဗွန်ဂျိုးဆေးပေးနေရပါနော်ကာဗွန်ဂျိုးကြီးတွေကလည်းအတော်များပါတယ်နော်ဒီကားလေးကနည်းနည်းထူးခြားတယ်ဗျဒီကားလေးကဘာဖြစ်လဲဆိုရင်ကျွန်တော်တို့အာဘီယန်နင်းလို့မရတာပါနော်အာဘီယန်ကကီလို1500 2000တက်ပုံနင်းလို့မရပါဘူးနော်မိသားလည်းအရင်ခောက်ပါတယ်ကျွန်တော်တို့မိပွားညီမှာဂီယာကိုဒီထိုးပြီးတော့ဗရိတ်နင်းလာလို့ရှိရင်တစ်ခါတည်းဆိုဆက်တည်သွားပါတယ်နော်စီစားတယ်မိသားခောက်တယ်ဒီကောင်လေးကလေဘာနင်းလို့မပွင့်ဘူးပေါ့နော်လေဘာနင်းလို့1500ရဲ့အပြင်ကိုပုံမတက်တဲ့ကားလေးပါနော်ဟုတ်ကဲ့ပါဒီကားလေးကဆိုရင်ဒါကာဗွန်ဂျိုးတွေအလွန်တက်နေတာပေါ့နော်ကြီးတွေဆိုရင်အခဲလိုက်တွေပါနော်ဒီကားလေးကိုဒါကျွန်တော်ကာဗွန်ဂျိုးဆေးပေးနေတာပါကာဗွန်ဂျိုးဆေးဖို့ကာဗွန်ဂျိုးဆေးရလို့ရှိရင်ကောင်းကျိုးလေးကိုကျွန်တော်ရှင်းပြပေးပါမယ်နော်ကောင်းကျိုးကတော့ကျွန်တော်စီစားတက်တာမယ်မိသားခောက်တာတက်တာသွားမယ်အိမ်စောကနေစီနတ်မွန်တာပျောက်သွားမယ်ကားအဆွေးရုံးရော့တာပျောက်သွားမယ်ပေါ့နော်နောက်ကျွန်တော်တို့ RBN ကလည်းကီလို9600တစ်ချက်နဲ့နင်းတာလည်းအဆုံးတက်တာပေါ့နော်တော့ RBN ပွင့်တာပေါ့နော် RBN နင်းရတယ်ပွင့်တာပေါ့နော်ဟုတ်ကဲ့ပါမိတ်ဆွေတို့ကိုကျွန်တော်ဒီလိုမျိုးကာဗွန်ဂျိုးဆေးတာလေးကိုအသေးစိတ်ပြန်လည်မျှဝေပေးတာပါနော်ကာဗွန်ဂျိုးတွေကိုကျွန်တော်တို့အလွယ်တကူဆေးပြီးပြန်မလုပ်ပါဘူးနော်ကျွန်တော်တို့ကာဗွန်ဂျိုးတွေကိုဆေးရထည့်တယ်အင်လက်ပါအီရောပါဂျားတွေကိုတေးသေးချာချာတမ်ပရက်နဲ့တိုက်တယ်ချွတ်တယ်ကြီးဂျိုးတွေတစ်ခါတလေဆိုရင်အဖက်တွေပါပါနော်အဖက်လိုက်ကြီးနော်အခဲလိုက်ကြီးပေါ့နော်ကျွန်တော်တို့ဖုံနေတက်စီကြောင့်မီးလောင်ပေါက်ကွဲမှုဖြစ်ထားတဲ့ကာဗွန်ဂျိုးတွေဖုံကြောင့်တက်နေတဲ့ကာဗွန်ဂျိုးတွေပေါ့နော်အဲ့ဒီဂျိုးတွေကကျွန်တော်တို့ piston အိုးရဲ့ထိပ်ပေါ်မှာဆိုရင်ကာဗွန်ဂျိုးတွေအလွန်မှထူထပ်နေတာပေါ့နော်ထူထပ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့မီးလောင်ပေါက်ကွဲတဲ့နေရာမှာကာဗွန်ဂျိုးရှိနေတဲ့အတွက်ကြောင့်မီးလောင်ပေါက်ကွဲမှုကအမြန်ကိုဒီတက်စီကိုအမြန်ပေါက်ကွဲမပေါက်ကွဲပေးနိုင်ဘူးပေါ့နော်စီကအမြန်မကျက်ပဲနဲ့ကျွန်တော်တို့မီးတန်ခောက်တဲ့ပြဿနာတွေတက်တာပါနော်မီးလောင်ပေါက်ကွဲတဲ့ခန်းထဲမှာကျွန်တော်တို့စီကတခြားရဲ့ပေါက်ကွဲပြင်းပြင်းနဲ့မပေါက်ကွဲနိုင်ပါဘူးနော်မပေါက်ကွဲတဲ့အတွက်ကြောင့်ကျွန်တော်တို့အခုလိုမျိုးမီးတန်ခောက်တဲ့ပြဿနာတွေတက်လာပါတော့ကျွန်တော်မီးတန်ခောက်တဲ့ကားတွေကဒါအများဆုံးပြုပြင်ပေးနေရပါနော်မိတ်ဆွေတို့ကားတွေလည်းမီးတန်ခောက်တဲ့အဆွဲရုံရော့တယ်စီစားတယ်အေဇောနာမှာစီမွန်နဲ့ RBN နင်းတာမတက်ဘူးဆိုရင်ကျွန်တော်ရဲ့စွမ်းထက်အော်တိုကားစားဘက်မှာအခုလိုကာဗွန်ဂျိုးလာဆေးလို့ရပါတယ်နော်ကာဗွန်ဂျိုးဆေးလို့ရှိရင်ကျွန်တော်တို့660 1000cc 1.3 1.5 T ကိုကျွန်တော်တို့ပစ္စည်းဖို့လက်ခအပီးစီးကိုမှာကျွန်တော်တို့32000ယူပါတယ်နော်ကျွန်တော်ရဲ့ဆိုင်လိပ်စာလေးကတော့ရွှေပြည်သာပလဲလန်းဆောင်မီးပွိုင်းအနီးစက်မှုဒေတာလမ်းမှာဘေးမှာပါနော်ကျွန်တော်တို့စွမ်းထက်အော်တိုကားစားပေးကိုမိတ်ဆွေတို့သိချင်တာလေးများရှိရင်ဖုန်းဆက်ပြီးတော့ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်ဟုတ်ကဲ့ပါကျွန်တော်ချင်းမိတ်ဆွေတွေကိုအခုလိုကာဗွန်ဂျိုးဆေးဖို့ကျွန်တော်ဖိတ်ခေါ်ပါရနော်မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါနေကောင်းကျန်းမာချမ်းသာကြပါစေလို့နော်